He said he'll fight with us? More or less. Hello guys, Absolute Universe အတွက်ပထမအဆုံးအနေနဲ့ hero တွေကစုဆောင်းမိကြပြီ။ယနေ့တင်ဆက်ပေးမှာက Absolute Wonder Woman ရဲ့ issue number 15ငရဲသခင်မှ Diana တယောက် Gotham မြို့ကိုလာရောက်လဲပတ်ခြင်းဇာတ်လမ်းဖြစ်ပါတယ်။ So ပထမဆုံးစာမျက်နှာရဲ့လမ်းကြားတစ်ခုမှာတင် Batman ကတာမန်ဓမြတွေကို share သိပ် share ကျိန်နေတယ်။ထို့အချိန်ကောင်းကင်ကြီးမှာပေါ်လာတဲ့အရာတစ်ခုကိုမြင်ပြီးတော့ဓမြတွေကကြောက်လန့်တကြားထွက်ပြေးကုန်ကြတယ်။ Batman ကိုယ်တိုင်လည်းအနေငယ်ကြောင်သွားပြီးတော့အထာနဲ့နောက်လက်မော်ကြည့်လိုက်တဲ့အခါမှာ What the fuck is that ကောင်းကင်ကြီးမှာထိုးထွက်နေတဲ့အစိမ်းရောင် bat signal ကြီးကိုမြင်လိုက်ရတဲ့အခါမှာ Batman ကိုယ်တိုင်တော့မှအနေငယ်ကြောင်သွားရပါတယ်။တစ်ဖက်မှာတော့ Absolute Evil အဖွဲ့အစည်းရဲ့ခေါင်းဆောင်တဦး Veronica Kill က Joker စီကိုဖုန်းဆက်ရင်းနဲ့လက်ရှိအခြေအနေတွေကို complaint တက်နေတဲ့ဆွေးနွေးနေတယ်။အခုဆိုရင်လူထုဒီမကောင်းမှုတွေကြားထဲမှာသူတို့ကိုကာကွယ်ပေးနေတဲ့ hero တွေရှိလာပြီဆိုတာကိုမြင်လာကြပြီ။သူတို့ကိုလူတွေကကြိုက်ကြအားပေးကြတာကြောင့်အခုဆိုရင် Wonder Woman, Batman ပုံတွေနဲ့ chess ခုံတွေမွေးဖွားအယုတ်တွေကိုပါထုတ်လုပ်လာကြတာကိုမြင်ပြီးတော့ Veronica ကဒေါ်တူပုံထားဖြစ်နေပါတယ်။ Joker ကတော့စိတ်မပူဖို့နဲ့အစောတွေကဒီကောင်တွေဒီ inspiration တွေအားကျစရာတွေဖြစ်လာမယ်ဆိုတာကိုကြိုတတိပေးထားပြီးသားကြိုတင်တွက်ချက်ထားပြီးသားဖြစ်ကြောင်းကိုရှင်းပြတယ်။ဒါပေမဲ့ဒီကောင်တွေကအရှိန်အဝါကြီးလာလေပို့ပြီးတော့ကြီးတဲ့ target ဖြစ်လာလေပဲဆိုတာကိုပြောရင်အခု Wonder Woman ကသူတို့ချထားတဲ့ငစားကိုကောက်သွားလားဆိုတာကိုမေးလိုက်ပါတယ်။ Indeed Veronica ကကောက်သွားတာပေါ့လို့ဆိုရင် comic ဒီအခု Wonder Woman တယောက် Gotham မြို့ရဲ့တိုက်တစ်ခုအပေါ်မှာ Batman ကိုလာတွေ့ချင်းစီကိုရောက်လာခဲ့ပါတယ်။တိတ်မကြလိုက်ဘူးတန်းတစ်ခုပေါ်မှာတွဲလောင်းကြီးကျနေတဲ့ Batman ရဲ့ဘေးမှာ Diana ကဘွားကနေပေါ်လာတယ်ပြီးတော့သူကပဲစားပြီးဒီကိုလုံးကြီးနဲ့တိတ်တစိမ့်နေနိုင်တာကအံ့အားသင့်စရာပဲဆိုပြီးတော့ချီကျူးလိုက်ပါတယ်။ Batman ကဘာမှမပြောဘူး Diana ဖန်တီးထားတဲ့ bat signal ကြီးအနာကိုခုန်ဆင်းသွားတယ်။ Magic မော်ပညာကိုပထမအဆုံးစပြီးတော့မြင်မှုတာကြောင့်သူဒီစူးစမ်းနေတယ်လေးလာနေတယ် and တီလဲတီတယ်ဒီအရာကြီးက Magic နဲ့မော်ပညာနဲ့ဖန်တီးထားတာပဲလို့ Diana ကိုမေးခွန်းထုတ်တယ်လို့နဲ့လမ်းမေးလိုက်ပါတယ်။ Yes Diana ကပြောတယ်နင်းရဲ့မြို့ထဲမှာငါကမဖိတ်ခေါ်ထားပဲနဲ့ဒီတိုင်းရှောက်ပြန်ပြီးတော့မသွားနေချင်ဘူးလေနင်းကိုရှာရတာကလည်းခက်ခဲတာဆိုတော့ဒါကအကောင်းဆုံးနီလန်ပဲလို့ထင်ပြီးတော့လှုပ်လိုက်တာဖြစ်ကြောင်းကိုရှင်းပြလာတယ်။ငါက Diana ပါဆိုပြီးတော့နာမည်အရင်သုံးမိတ်ဆက်လိုက်ပေမဲ့ငနဲကသူက Batman ပဲမော်ပညာကိုရှင်းပြဆံမအောင်ဆိုပြီးတော့မေးမြန်းလာတယ်။ထို့အခါ Wonder Woman တယောက်ကလည်း Batman ရဲ့ဘေးမှာခြေချိတ်ဝင်ထိုင်လိုက်ပြီးတော့ Magic ဆိုတာက chemistry ကိုပဲကွန်မြူထားတာဖြစ်ကြောင်းဒီအတိုင်းမော်ဆန်သွားတာဖြစ်ကြောင်းအေးအေးစစ်စစ်ရှင်းပြပေးလိုက်ပါတယ်။ဒီ comic ကိုရေးဆွဲထားပုံကိုလည်းတော်တော်လေးသဘောကျမိပါတယ်။ Wonder Woman comic လည်းဖြစ်တာကြောင့်အမျိုးသမီးကရေးဆွဲထားခြင်းဖြစ်လို့အခြားအရင်မြင်နေကြ crossover comic တွေမှာလိုမျိုး hero နှစ်ယောက်ကတွေးကြတဲ့အခါမှာအထင်လွဲပြီးတော့အရင်ချကြတိုက်ခိုက်ကြတာမျိုးမဟုတ်ဘူး။ gentle ဖြစ်တဲ့သဘာဝကြတဲ့ Batman ဒီ TV တွေပေါ်မှာ Wonder Woman ကိုမြင်ခဲ့ဖူးပြီးသားဖြစ်တဲ့အတွက်အန်ဒီရဲ့မဟုတ်ကြောင်းကိုသိရှိထားတယ်။ရံမလို့ဘူး Wonder Woman နဲ့ပတ်သက်ပြီးတော့ Wonder Woman ရဲ့သဘာဝကိုလေ့လာနေတယ်။တစ်ဖက်က Wonder Woman ကိုယ်တိုင်ကလည်းထိုနည်းတူပဲယောက်ျားတိုင်းကိုသူကလေးစားပြီးတော့ဆက်ဆံတာမဟုတ်ဘူး။ယောက်ျားတိုင်းရဲ့အထက်မှာလည်းရှိရဲဆိုပေမဲ့ Batman ကဘယ်လိုလူမျိုးလဲဘာတွေလုပ်ပြထားလဲဘယ်လိုပုံစံမျိုးလဲဆိုတာကိုသူကနားလေတယ်။နင်ကပြန်အောင်မပြန်နိုင်မဲနဲ့နင်းပါတာဒီတိုက်ကြီးတွေပေါ်ကနေပြီးတော့အကြောက်လန့်မရှိလွယ်ပြီးတော့ပစ်ချနေတာခုံပြန်ကြော်လွှားနေတာအဲ့ဒါတွေကိုဘယ်လိုသင်ယူခဲ့တာလဲဆိုပြီးတော့ Batman ကိုမေးလိုက်တယ်။စာဘက်ကလည်းအထာကြကြတစ်လုံးပဲဖြေတဲ့ necessity အဲ့ဒါကလိုအပ်လို့လုပ်ရတာပဲဆိုပြီးတော့ဖြစ်ပါတယ်။ But Diana ရောက်လာခဲ့တာဒီအခုလိုမျိုး Batman နဲ့တွေ့ကျင်လို့စကားပြောချင်လို့ဟုတ်မတည်ဘူး။ Gotham မြို့မှာလူသိမှု၄ခုဖြစ်ထားတဲ့ထို့အတွက် Batman ရဲ့အကူအညီကိုလိုအပ်တာကြောင့်ရောက်လာခဲ့တာပဲဆိုပြီးတော့ရှင်းပြလိုက်ပါတယ်။ Batman ကဒါကိုကြားတော့ခနဲ့တယ်လူသိမှု၄ခုဆိုတာက Gotham မြို့မှာသတင်းစာထဲမှာတော့မပါဘူး။စာမဖွဲ့ဘူးဆိုပြီးတော့ပြောပြလိုက်တော့ Diana ဒီ of course ဒါပေမဲ့အဲ့ဒီ၄ခုစလုံးကချိတ်ဆက်နေတယ်ပြီးတော့ crime scene တွေတိုင်းမှာသူ့ရဲ့လက်ပေါ်မှာရှိနေတဲ့အမတ်အသား Hakate ဒါမှမဟုတ် Hackett ရဲ့အမတ်အသားရှိနေတာကြောင့် Wonder Woman ဒီစုံစမ်းမှုအတွက်ရောက်လာခဲ့တာဖြစ်ကြောင်းကိုရှင်းပြလိုက်ပါတယ်။ဒါနဲ့သူကဆက်ပြီးတော့ Batman က God တကောင်ကောင်ဒါမှမဟုတ်နဖေးတမျိုးမျိုးတော့မဟုတ်ပါဘူးနော်ဆိုပြီးတော့စားတလို့နဲ့ပြောလိုက်သေးတယ်။ Batman ကမဟုတ်ကြောင်းကိုပြန်ဖြေတော့သူကပျော်သွားတယ်။ဘာလို့လဲဆိုတော့ငရဲမှာရှိနေတဲ့ Diana ရဲ့အမေစုံမကြီးစာစီတီငရဲ TV ကနေပြီးတော့ Batman ကိုတွေးလိုက်ရတဲ့အခါအဲ့ဒါကလင်းတို့နဖေးတမျိုးမျိုးပဲဆိုပြီးတော့သူတို့ကညင်းခုန်နေခဲ့ကြတာကြောင့်ဖြစ်ပါတယ်
ပါတယ်သူတို့ကလောင်ကြီးစားကြီးတောင်မှလောက်ခဲ့လိုက်ကြသေးတယ်အခုဘတ်မန်လူဖြစ်တာကြောင့်သူကအနိုင်ရပြီလို့ပြောအပြီးမှပကံသူလေးတွေလိုမျိုးမပွင့်တပွင့်နဲ့တောင်းပန်လာတယ်သူကအိတ်ထဲကနေပြီးတော့တစုံတရာကိုနှိုက်ထုတ်လိုက်ရင်သူဒီငရဲမှာတလုံးကြီးပြင်းခဲ့တာကြောင့်ပါယဉ်ကျေးမှုမရှိတဲ့အပြုအမူတွေကိုခွင့်လွှတ်ပေးပါလို့ဆိုရဲအမတ်အသားတစ်ခုကိုဘတ်မန်ရဲ့လက်ထဲကိုကမ်းပေးလိုက်ရင်သူတို့ရဲ့ Greek mythology မှာ hospitality ကအရေးကြီးတယ်ဒါကိုလက်ဆောင်အဖြစ်လက်ခံပေးပါ with bare hands လက်အသားနဲ့ဒီ magical ပစ္စည်းဒီ mod ပစ္စည်းကိုထိကင်လိုက်ပြီးတော့ Wonder Woman ကိုတွေးချင်ပါတယ်ဆိုပြီးတော့ရေရွတ်လိုက်မယ်ဆိုရင်သူဒီ universe မှာပဲရှိနေသေးပြီးတော့ဘယ်နေရာကိုမဆိုရောက်နေပါစေဘယ်နေရာကမဆိုချက်ချင်းပဲ Batman ရဲ့အရှိကိုရောက်လာလိမ့်မယ် Batman ကိုကူညီပေးပါမယ်ဆိုပြီးတော့ပြောပြလိုက်ပါတယ် Batman ကကျေးဇူးတင်တယ်ပြီးတော့သူတို့နှစ်ယောက်အတူ Wonder Woman တွေးချင်နေတဲ့စုံစမ်းချင်နေတဲ့ crime scene တွေစီကိုထွက်လာကြပါတယ်ပထမဆုံးလူသတ်မှုက Gotham မြို့ရဲ့ချောင်းကျတဲ့အဝေးတနေရာ Slaughter Swamp လို့ခေါ်တဲ့တစ်ပင်မြက်မဲတွေကြားကထီထီကြီးဖြစ်နေတဲ့အိမ်တစ်ခုမှာဖြစ်ပါတယ်ဒီလိုလူသူအရောက်အပေါက်နေတဲ့နေရာမျိုးမှာဖြစ်တဲ့အမှုကိုဘယ်သူကများဘယ်လိုရှာဖွေတွေ့ရှိခဲ့တာလဲဆိုတာကိုဒိုင်ယာနာကစိတ်ဝင်စားမိရဲ့ဘတ်မန်ကတော့ဒါကိုတယောက်ယောက်က anonymous tip အမည်မဖော်ဘဲနဲ့သတင်းပေးခဲ့တာဖြစ်ကြောင်းကိုရှင်းပြတယ်သူကိုယ်တိုင်ဘတ်မန်ကိုယ်တိုင်လည်းဒီအမှုတွေကိုစစ်ဆေးခဲ့ကြည့်ပြီးပြီဆိုပေမဲ့ဘာအချက်အလက်မှကိုင်ညီမနေဘူးအရာရာကပို့ပြီးတော့ကြီးတဲ့တစ်ခုခုစီကိုဦးတည်နေတယ်လို့ပဲဆိုပြီးတော့ပြောပြလိုက်ပါတယ်အထဲကိုရောက်တော့သွေးတွေဖျောင်းနိုင်နေတဲ့အတူ Hagrid နဖျားကိုပူဇော်ပသထားတဲ့ပုံစံမျိုးကိုမြင်ရတယ် Wonder Woman ကထိုင်ကြည့်စစ်ဆေးပြီးတဲ့အခါမှာဒီမှာတယောက်ယောက်ကတော့ magic ကိုအသုံးပြုခဲ့တယ်ဒါပေမဲ့ Hagrid ကိုကိုစားပြုပြီးတော့ပူဇော်ပြီးတော့အသုံးပြုခဲ့တာမဟုတ်ဘူးလို့ရှင်းပြလာတယ်ဘာလို့လဲဆိုတော့ Hagrid နဖျားဒီနံပါတ်3ကဏ္ဍကိုကိုစားပြုတဲ့နဖျားဖြစ်တယ်ဒီနဖျားနဲ့ပတ်သက်ပြီးတော့ပူဇော်တဲ့အခါမှာ symbol တွေဖျောင်းနိုင်တွေက3ခု6ခု9ခု12ခုအဲ့လိုမျိုး3နဲ့ပတ်သက်တဲ့ထပ်တိုးကဏ္ဍတွေပဲဖြစ်နေရမှာပဲအခုဖျောင်းနိုင်တွေကအမတ်အသားတွေကဒီထားခြင်းလို့ထားရတဲ့အရေးအတွက်တွေကမကိုက်ညီဘူးဆိုပြီးတော့ရှင်းပြလိုက်ပါတယ် and Batman လို့ဘဲကလည်းများများဆဆထောက်ပြဖို့မလိုဘူးအခု crime scene ဒီနဖျားပူဇော်လိုမျိုး stage လောက်ထားတာတမင်တကာပုံဖော်ထားတာဖြစ်ကြောင်းကိုသိရှိသွားပါပြီ agreed Diana ကလည်းထောက်ခံတယ်အခုနပြောလို့နံပါတ်တွေတင်လွဲနေရမှာမဟုတ်ဘူးပူဇော်ဖို့ရက်တွေကောင်းကင်ပေါ်မှာလာရှိနေရမယ့်နေရာတွေလည်းလွဲနေတာဖြစ်ကြောင်းကိုထောက်ပြလိုက်ပါတယ်ဘယ်သူမှတခြား idea တစ်ခုရှိသေးတယ်အလောင်းတွေမှာကိုတွင်းကလီစာတွေဥတွေအသေးတွေနှလုံးတွေပျောက်နေတာမျိုးရှိလားဆိုပြီးတော့မေးလိုက်တော့ yes ပျောက်နေတယ်အဲ့ဒါတွေကဘာအတွက်လဲဆိုပြီးတော့ Batman ကပြန်မေးခွန်းထုတ်လိုက်ပါတယ် Diana ရဲ့အဖြေကတော့ဘယ်သူကပဲဓာတ်တွေကိုလုံနေပါစေသူတို့ဒီ Anthroparian လို့ခေါ်တဲ့စုံအသက်ကိုလေ့ကျင့်နေခြင်းပဲသူတို့ဒီစိတ်တိုင်းကြခိုင်းစေဖို့အတွက် column တစ်ကောင်မကောင်းဆိုးဝါအယုတ်တစ်ခုကိုဖန်တီးဖို့အတွက်လုံနေခြင်းပဲဆိုပြီးတော့ရှင်းပြလာပါတယ် but why ဘာလို့အလုရှုပ်ခံတာလဲဘာလို့ Wonder Woman စိတ်ဝင်စားအောင် Hagrid နဖျားကိုပူဇော်ပြထားတာလဲဆိုတာကတော့ mystery တစ်ခုဖြစ်နေစေပဲ maybe Wonder Woman ကိုမကောင်းကြံဖို့များလား Batman ကိုပဲမကောင်းကြံဖို့များလားဆိုပြီးတော့တွေးမိကြတယ်ဒါပေမဲ့ပြဿနာရဲ့အဆုံးအထိတော့လိုက်ရှာရမှာပဲဖြစ်တာကြောင့်နောက်ထပ် crime scene တစ်ခုကိုလိုက်ပို့ပေးပါဆိုပြီးတော့ Batman ကိုပြောတဲ့အခါ Batman ကရှာလို့တော့မှပြီးနေပြီသူအစောကြီးတွေကဒီအမှုတွေကိုစုံစမ်းလေ့လာထားပြီးသားဖြစ်တာကြောင့်အခု Diana ကြီးရဲ့ shootout Diana ရှာဖွေတဲ့အမြင်နဲ့ကြည့်လိုက်တဲ့အခါမှာမူကင်း၄ခုစလုံးရဲ့စုံမတ်တီတောကြီးတစ်ခုထဲမှာရှိတဲ့စွန့်ပစ်ထားတဲ့ church ကြီးပဲဆိုတာကိုရှင်းပြလိုက်တယ်နှစ်ယောက်သားထိုနေရာစီကိုထွက်လာကြပါတယ် Batman ထင်ရင်မမှားဘူးသူတို့ရောက်တော့ဖျားเจ้าကြီးဒီလောလောလတ်လတ်ကပဲဖောက်ထွင်းခံထားရတာဖြစ်ကြောင်းကိုသိလိုက်ရတယ်တစုံတဦးကတော့အထဲထဲမှာရှိနေတယ်ဆိုတာကအသေးအချာပဲဒီတော့ Wonder Woman ကမေးတယ်စိတ်မစိုးရင်မချီသွားခြင်းနဲ့အဆုံးသက်စီကိုကြမ်းကြမ်းတန်တန်နဲ့ချီတက်လိုက်ကြမယ်တဘောတူမလားဆိုပြီးတော့မေးလိုက်တဲ့အခါ Batman ကကြမ်းကြမ်းတန်တန်ဆိုရင်တော့ကြိုက်တယ်ဆိုပြီးတော့ပြောတယ်နောက်တစ်မျက်နှာမှာတော့ church ထဲမှာမကောင်းဆိုးဝါးကြီးကိုပူဇော်ဖန်တီးဖို့အတွက်ကြိုးစားနေကြတဲ့ခေါင်းစုပ်ဝစ်မော်စရာတွေရဲ့ခေါင်းပေါ်ကို Batman ကခေါင်းမိုးကြီးဖောက်ပြီးတော့ခုံချပြန်ဆင်းလာတယ်ဆိုတာကိုမြင်လိုက်ရပါတယ်။ဘယ်ဒီကောင်တွေကလှုပ်တောင်မလှုပ်ဘူးမျက်တောင်တောင်မှမခတ်ဘူးတစုံတစ်ခုရဲ့လွှမ်းမိုးမှုအောက်မှာရောင်းနေပုံပဲဆိုပြီးတော့ Batman ကကောက်ချက်ချတယ်။စပီးစစ်ဆေးဖို့အတွက်အနီးကပ်ဖို့အတွက်လှုပ်တဲ့အခါမှာတော့ Diana ကဖခနဲလက်မောင်းကိုဖမ်းဆွဲထားလိုက်တယ်။အလောင်းကောင်ကြီးကိုထားထားတဲ့စီးရဲကိုမဝင်ဖို့အတွက် Batman ကိုတတိပေးလိုက်ပါတယ်။ဒါပေမဲ့သူတို့တတိမထားနိုင်တဲ့အချိန်မှာစုံတစ်ကောင်ကလက်ကိုဝေယမ်းပစ်လိုက်တဲ့ Batman နဲ့ Wonder Woman နှစ်ယောက်စလုံးကိုတားထားတဲ့စီးရဲကိုဝင်သွားစေပါတယ်။ဒီအချိန်မှာတော့သူတို့ကနောက်ဆုတ်လို့မရတော့ဘူးသူတို့ဒီအလောင်းကောင်ကြီးကိုကြီးလိုက်တဲ့အချိန်မှာမပြေဆုံးသေးဘူးဆိုတာကိုမြင်လိုက်ရတယ်ဒါကသတင်းကောင်းပဲမဟုတ်ဘူးလားဆိုပြီးတော့ Batman ကရေရွတ်မိပေမဲ့ Diana ကတခုခုကိုခံစားမိတယ်ဒါကပို့ပြီးတော့စိုးတာလည်းဖြစ်နိုင်တယ်ဒါကမကောင်းဆိုးဝါးကြီးကိုဖန်တီးဖို့အတွက်မဟုတ်ပဲဖန်တီးတဲ့အဆင့်ကိုကြော်ပြီးတော့မကောင်းဆိုးဝါးကြီးကိုထိန်းချုပ်ဖို့အတွက်
ဖြစ်နိုင်တယ်ဆိုပြီးတော့ကြောက်လန့်တကြားပြောလိုက်တဲ့အခါမှာ comic ကတကယ်တမ်းကြိုးကင်နေသူ Veronica Kills ကိုပြလာခဲ့ပါတယ်။ Villain စစ်ဆိုတာက Batman တို့ Wonder Woman တို့ကိုချဖို့အတွက်အနားတော်မှာလာစရာမလိုဘူး။သူဒီဘလိုတွေအစာတွေကစီစဉ်ထားခဲ့တယ်ဆိုတာကို Joker ကိုရှင်းပြနေတယ်။ Gotham မြို့ထဲမှာရှိတဲ့အလောင်းကောင်တွေကအစား crime scene တွေ Hackett အမတ်အသားတွေအားလုံးနောက်ဆုံး Batman တို့ဒီစီးတဲကိုကြော်ပြီးတော့ဝင်သွားတဲ့အထိအားလုံးကို Veronica ကစီစဉ်ထားခြင်းပါ။ဒါပြင်သူကအစီအစဉ်အတွက် Golem တကောင်မကောင်းဆိုးဝါးအယုတ်တစ်ခုကိုတိဆောက်စရာမလိုဘူး။ပါဝင်ပစ္စည်းတွေအားလုံးနဲ့မကောင်းဆိုးဝါးတကောင်ကိုအဲ့ဒီစီးတဲကိုထည့်ထားလိုက်ရုံပဲဖြစ်တယ်။သူက Wonder Woman ရဲ့ origin ကိုရှာတွေ့ထားတယ်။ Wonder Woman ကို originally Zeus ကရွှွန့်နဲ့ပြုလုပ်ဖန်တီးထားပါတယ်ဆိုတဲ့ origin ကိုယူသုံးပြလိုက်တယ်။ meaning သူရဲ့ plan ကစီးထဲမှာရွှွန့်နဲ့လုပ်ထားတဲ့မကောင်းဆိုးဝါး Wonder Woman ကိုရှိနေစေလိုက်ပြီးတော့ Wonder Woman ကို Golem အနေနဲ့မကောင်းဆိုးဝါးအနေနဲ့ထိန်းချုပ်ဖို့အတွက်ပါ။ဒါကိုတစ်ဖက်မှာ Diana တယောက်စဉ်းစားမိနိုင်တဲ့အချိန်အဖြေဖော်ထုတ်နိုင်လိုက်တဲ့အချိန်မှာတော့အရာကနောက်ကျလွန်သွားခဲ့ပြီး Wonder Woman က Batman ရေးဆိုပြီးတော့ကြောက်စရာအတန်ကြီးနဲ့ပြောလာတယ်။လက်ကြည့်လိုက်တဲ့အခါမှာမျက်လုံးတွေကမဲနက်နေပြီးတော့ပြေးတော့ဆိုပြီးတော့အော်ပြောပြလိုက်ပါတယ်။ဆရာသမားကလည်းနှစ်ခါတောင်ပြောစရာမလိုဘူးချက်ချင်းကိုလှည့်ပြီးတော့ပြေးတယ်။ Wonder Woman ကိုယ်တိုင်ကလည်းသူအသိရှိနေတော့နောက်ဆုံးအနေနဲ့ Batman ကိုအန်ဒီရဲ့ကြီးပေးနိုင်မဲ့သူ့ရဲ့ညာဘက်လက် magic အသုံးပြုတဲ့လက်ကိုဖြတ်ထုတ်ပစ်လိုက်ပါတယ်။ Batman ကပြေးလွှားပြီးတော့ချက်ကြီးရဲ့အောက်ဆုံးထက်အထိကိုရောက်အောင်တစ်ချက်တည်းနဲ့ခုန်ချပစ်လိုက်တယ်။ဘတ်သူလက်ကြည့်လိုက်တဲ့အချိန်မှာ Wonder Woman ကမတ်တက်ကြီးဖောက်ဆင်းလာတာသူ့ရဲ့ဘေးကိုတော့မှရောက်နေပြီဖြစ်ကြောင်းကိုမြင်လိုက်ရတယ်။ဒါဒီစင်9កောင်စားလောက်ရှိတဲ့သူအရှိမနောက်ဆုံးချခဲ့ရတဲ့ဘိန်းလိုမျိုးမကောင်းဆိုးဝါးကြီးမဟုတ်ဘူး။လေဘော်ကိုပြန်နိုင်တဲ့သူ့ကိုတစ်ချက်ရိုက်ုံလောက်နဲ့တပ်ပစ်နိုင်တဲ့နဖျားတယောက်ဖြစ်တယ်ဆိုတာကို Batman ကနားလဲထားတယ်။ Batman ကအတွင်းထဲမှာရှိနေတဲ့ Diana ကိုစကားပြောကြည့်ပေမဲ့မရဘူး။သူ့ကိုဟိုကဂုတ်ကနေဆွဲကင်ပြီးတော့ခေါင်းမိုးပေါ်ကိုပြန်ခေါ်သွားတာတော့မှဘာမှမတတ်နိုင်ဘူး။သူက Wonder Woman ရဲ့ထိုးချက်တွေကိုရှောင်နေတယ်။အပြီးမှဇောက်ထိုးကြီးတွဲလောင်းချပြီးတော့စကားပြောကြည့်ဖို့အတွက်ကြိုးစားသေးတယ်။ဒါပေမဲ့မရသေးပြန်ဘူး။နောက်ဆုံးသူကပစိန်ကြီးကိုထုတ်ပြီးတော့ Wonder Woman ရဲ့ခြေထောက်ကိုစိုက်ပစ်လိုက်တယ်။ Of course Wonder Woman ကလှုပ်တော့မလှုပ်ဘူး။အဲ့ဒီပစိန်ကြီးကိုပြန်ဆွဲထုတ်ပစ်လိုက်ပြီးတော့ Batman ကိုခုတ်ပစ်ဖို့အတွက်အရှိတိုးလာနေပါတယ်။ဒီအချိန်မှာ Batman ကတွေးမိတယ် maybe ဖြစ်နိုင်မလားဆိုတဲ့အတွေးနဲ့အတူ Batman ကနောက်ဆုံး idea တစ်ခုကိုရလာတယ်။သူ့ကိုအရှိမ Wonder Woman ပေးခဲ့တဲ့မော်အမတ်အသားလေးရှိနေသေးတယ်။ Batman ကလက်အိတ်ကိုကောက်ချုပ်ပစ်လိုက်ပြီးတော့အမတ်အသားကိုထိလိုက်တဲ့ Wonder Woman နဲ့တွေ့ချင်ကြောင်းကိုရေရွတ်လိုက်တဲ့အခါမှာတော့မော်ပညာအတိုင်း Wonder Woman ဒီ Batman ရဲ့အရှိကိုပြန်ပြီးတော့ရောက်လာခဲ့ပါတယ်။လူဆိုးတွေရဲ့ plan တွေလည်းကြာဆုံးသွားခဲ့ပြီ။ဒါပေမဲ့အဲ့လိုမျိုး plan ချပြီးတော့တိုက်ခိုက်နိုင်တာကိုပဲ Wonder Woman ကအံ့ဩနေတယ်။ Magic နဲ့သူရှာကြည့်လိုက်တဲ့အချိန်မှာတော့စီးမြင်ထဲမှာသူ့ရဲ့သပင်တွေနဲ့သွေးတွေကိုပါရှိနေတယ်ဆိုတာကိုမြင်လိုက်ရပါတယ်။တစုံတစ်ယောက်ကတော့နောက်ွယ်မှာရှိနေပြီးကြိုးတွေဆွဲနေပြီဆိုတာကိုပြောလိုက်တဲ့အချိန်မှာ Batman ကလည်းတဘောတူတယ်။စပီးစစ်ဆေးဖို့အတွက် Diana ကအလောင်းကောင်ကြီးနာကိုကတ်သွားတဲ့အခါမှာ click ဆိုတဲ့အတန်ကိုကြားလိုက်ရပါတယ်။ချက်ချင်းပဲ Batman က Wonder Woman ကိုမချီပြီးတော့ပြေးတယ်။အနီးနားမှာရှိနေတဲ့ပြတင်းပေါက်ကနေပြီးတော့ Wonder Woman ကိုခါးလေးကဖက်ကင်ပြီးခုန်ထွက်ကဲတင်ပေးနိုင်ခဲ့ပါတယ်။ damage ဆိုတဲ့စကားနဲ့အတူစပွဲကိုရိုက်ထိုးတဲ့တစ်ခုနဲ့အတူအဖြစ်အပျက်တွေအားလုံးကိုစောင့်ကြည့်နေတဲ့ Veronica ကဒေါ်တာထွက်သွားတယ်။သူကခဲတစ်လုံးနဲ့ငှက်တစ်ကောင်ကိုပြစ်ချင်ခဲ့တာခဲမမှန်ဘူးဆိုရင်တော့မှအပင်ကိုမီးရှို့ဖို့အတွက်ရည်ရွယ်ထားခဲ့ခြင်းမှာဘတ်အခုအဲ့ဒီငှက်နှစ်ကောင်လုံးကပြန်ထွက်သွားနိုင်ခဲ့ပြီ။သူကဂျိုကာနဲ့ဖုန်းပြောနေစေပဲဂျိုကာက TV ကပောက်ကွဲတဲ့နဲ့လက်သီးတန်တို့ကိုကြားလိုက်ရတဲ့အချိန်မှာ Veronica တယောက်ရှုံးသွားခဲ့ပြီဆိုတာကိုသိလိုက်ရတယ်။သူကခနဲ့တယ်သူတို့ပောက်ကွဲမှုတွေမှာများပါသွားလောက်လားဆိုပြီးတော့မေးတယ်။ကိစ္စမရှိပါဘူးအခြားတိုက်ခိုက်မှုတွေအများကြီးရှိသေးတယ်။ငါတို့ကပူပေါင်းပြီးတော့လုပ်မယ်ဆိုရင်ပို့ပြီးတော့အောင်မြင်နိုင်တယ်။ငါမှလည်း Batman ကိုဖြုတ်ဖို့အတွက် plan တွေရှိသေးတယ်။မင်းမလည်း Wonder Woman ကိုဖြုတ်ဖို့အတွက်အကြံစီတွေရှိသေးတယ်မလားလို့ပြောရင်းနဲ့ Villain Veronica ရဲ့လက်တီအမဲတွေနဲ့ကူးဆက်ခံထားရတယ်။ Veronica ဒီလည်း power တွေရလာတော့မယ်ဆိုတာကို tease လုပ်သွားခဲ့ပါတယ်။တစ်ဖက် Churchy ရဲ့အရှိမှာတော့ Batman နဲ့ Wonder Woman တို့ကလဲလျောင်းနေကြတဲ့ဒီကောင်တွေငါတို့နှစ်ယောက်ထဲကတစ်ယောက်ဒါမှမဟုတ်နှစ်ယောက်စလုံးကိုတပ်ဖြစ်ဖို့အတွက်ကြိုးစားကြတာပဲ။ဂယူးဆက်ရမယ်ဆိုပြီးတော့ Batman ကရှင်းပြလာတယ်။ Diana ကလည်းထောက်ခံတယ်ပြီးတော့အိတ်ထဲကနေပြီးတော့ hard drive တစ်ခုကိုထုတ်ပေးပြီးတော့အခုလာခဲ့တာဒီအဲ့ဒီကိစ္စတစ်ခုတည်းမဟုတ်ကြောင်းကိုရှင်းပြလိုက်ပါတယ်။ဆက်ပြီးသူကတင်ပေးခဲ့တဲ့အစိုးရဘက်က scientist တယောက်ဒီသူလိုမျိုးအခု super hero တွေ Superman, Batman, Wonder Woman,
Flash Green Lantern နဲ့ Martian Manhunter တို့လိုမျိုး Absolute Universe က hero တွေအကုန်လုံးအတွက် file တွေအစိုးရဘက်မှာပဲရှိတဲ့ file တွေကို hard drive နဲ့ထုတ်ပေးခဲ့တာဖြစ်ကြောင်းကိုရှင်းပြလာတယ် All of us ငါတို့အားလုံးရဲ့ file တွေလို့ပြောလိုက်တဲ့အခါမှာ Batman ကသူတို့လို super hero တွေကိုပြောနေတာဖြစ်ကြောင်းကိုသိလိုက်တယ်ဒါကြောင့်ငါတို့လိုဆိုတာက Superman လို့ကောင်မျိုးကိုပြောတာလားဆိုပြီးတော့မေးမြန်းလိုက်ပါတယ် meaning Batman ဒီလဲ Superman ကိုသိတယ်သူတို့ hero တွေကအချင်းချင်းသတိပြုမိကြတယ်ဆိုတာကိုထောက်ပြနေခြင်းလည်းဖြစ်ပါတယ်အပြန်လမ်းမှာကောင်မလေးကိုလိုက်ပို့တော့ Diana ကအနာဂတ်ကိုတော့မှစဉ်းစားပြီးနေပြီငါတို့ဒီအရန်ကိုကောင်းတဲ့မိတ်ဆွေတွေဖြစ်လာကြမှာပဲတနေ့နေ့မှာနင်ကနင်ရဲ့နာမည်အရင်ကိုတော့ငါ့ကိုပြောပြလာအောင်ပါဆိုပြီးတော့ပြောနေသေးတယ် Batman ကနှက်တယ်မင်းငါရဲ့နာမည်ကိုသိပြီးသားပါဆိုပြီးတော့ပြောတော့အဲ့ဒါကနင်ပေးရမယ့်အရာပါငါယူရမယ့်အရာမဟုတ်ဘူးဆိုပြီးတော့ Diana ကပြန်ချေပါတယ်သူကလေဘော်ကိုပြန်တက်သွားပြီးတော့ Bruce ငါတို့ Superman နဲ့ကောတငယ်ချင်းတွေဖြစ်တဲ့နဲ့မထင်ဘူးလားကဘာကြီးကိုကယ်တင်ဖို့အတွက်ဆိုရင်ငါတို့မှာတငယ်ချင်းတွေအများကြီးရှိဖို့အတွက်လိုအပ်လိမ့်မယ်ဆိုပြီးတော့ပြောတယ်စာရေးသူက comic panel ကိုလည်းဒီစကားပြောတဲ့အချိန်မှာ Superman တစိမ့်ကြီးရေးဆွဲပြထားပါတယ် and of course တငယ်ချင်းတွေဆိုတာဒီသူတို့ကအခြား hero တွေနဲ့စုပေါင်းပြီးတော့ Justice League အဖွဲ့ဖွဲ့စည်းကြမယ်ဆိုတာကိုရှင်းညွှန်းနေခြင်းလည်းဖြစ်တယ်လို့နှုတ်ဆက်ပါတယ်ဖျားတခင်တွေစောင့်ရှောက်ပါစေလို့ပြောပြီးတော့ပြန်တက်သွားပါတယ် Batman ကလည်းပြုံးနေ Diana နဲ့အတူကြီးစုသူအားလုံးကိုပါ Happy Holidays ပျော်ရွှင်ဖွယ်အားလည်းရက်တွေဖြစ်ပါစေလို့ပြောရင်းနဲ့အဆုံးသတ်သွားခဲ့ပါတယ်ဒီနေ့ယောက်ကဒီမှာပဲမဟုတ်ဘူး Absolute Batman ရဲ့နောက်လာထွက်မဲ့အပိုင်း issue number 16မှာလည်းထပ်ပြီးတော့တွေ့ကြအောင်ပါနှစ်ယောက်တွဲဇလန်တစ်ခုကိုထပ်ပြီးတော့မြင်ရအောင်မှာဖြစ်ပါတယ် but အဲ့ဒီမှာတော့ဇလန်ကတိုက်ရိုက်ချိတ်ဆက်မှာမဟုတ်လို့အဲ့ဒီ comic ကို Batman ရေးဆွဲသူယောက်ျားဖန်တီရှင်တွေကရေးဆွဲသွားမှာလည်းဖြစ်ပါတယ် Reader တို့လည်းကြိုက်နေတတ်ကြလိမ့်မယ်လို့ထင်ပါတယ်ဗီဒီယိုကိုဒီအချိန်ထိကြည့်ပေးနေကြသူတယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်